ကဘာဦးကျန်းအခန်းကြီး24အာဗြဟံသည်အို၍အသက်အရွယ်ကြီးရင်လာပြီးထာဝရဘုရားသည်အရာရာ၌သူ့ကိုကောင်းကြီးပေးတော်မူပြီးအာဗြဟံသည်မိမိအိမ်သားတို့တွင်အသက်ကြီး၍ဗန္နာဆိုးလုပ်သောသူကိုခေါ်လျက်တင်သည်ငါနေသောခါနန်မျိုးသမီးတို့တွင်ငါသားဖို့မယားကိုမရွေးမယူပဲငါပြည်ငါမျိုးသားချင်းတို့ထံသို့တွား၍ငါသားဤစေအဖို့မယားကိုယူရမည်ဟုတင်ဤလက်ကိုငါပေါင်အောင်၌ထားပြီးမှကောင်းကင်မြေကြီးအရှင်ဖျားသခင်ထာဝရဘုရားကိုတိုင်တည်၍ငါကျိန်ဆိုစေပါမည်ဟုဆို၏ကျွန်ကလည်းမိမသည်ဤပြည်သို့မလိုက်မလာလိုလျင်ကိုတော်ထွက်လာသောပြည်သို့ကိုတော်ဤသားကိုတဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟုမေးလေတော့အာဗြဟံကထိုပြည်သို့ငါသားကိုခေါ်၍မသွားနှင့်တတိပြုလော့ငါဘာ၏အိမ်မှ၎င်းငါအမျိုးသားနေရာပြည်မှ၎င်းငါကိုခေါ်၍တင်း၏အမျိုးနွယ်ကဤပြည်ကိုငါပေးမည်ဟုငါအားပြရိတ်ပေးတော်မူ၍ကျိန်ဆိုတော်မူသောကောင်းကင်ဘုံရှင်ဖျားသခင်ထာဝရဘုရားသည်မိမိကောင်းကင်တမန်ကိုတင့်ရှိ၌ဆေလွတ်တော်မူသည်ဖြင့်တင်သည်ထိုပြည်မှငါသားဖို့မယားကိုယူရလိမ့်မည်မိမသည်တင်နှင့်အတူမလိုက်လိုလျင်တင်သည်ယခုငါပေးသောကျိန်ဆိုခြင်းနှင့်ကင်းလို့စေငါသားကိုထိုပြည်သို့ခေါ်၍မသွားနှင့်ဟုဆိုပြီးမှကျွန်သည်သခင်အာဗြဟံ၏ပေါင်အောက်၌လက်ကိုထား၍ထိုအမှု၌ကျိန်ဆိုလေ၏ထိုကျွန်သည်လည်းမိမိသခင်၏ဥစ္စာရှိသမျှကိုစီရင်တော်သူဖြစ်၍သခင်၏ကလအုပ်စုထဲကကလအုပ်ဆယ်စည်းကိုယူ၍ထသွားသဖြင့်မေသောပောတာမိတိုင်နာခေါ်မြို့သို့ရောက်လေ၏မိမများရိတ်ခတ်သောညင်ဥယံအချိန်၌မြို့ပြင်ရေရင်းနားမှကလအုပ်တို့ကိုဝစ်စေပြီးလျှင်အကျွန်ုပ်၏သခင်အာဗြဟံ၏ဖျားသခင်ထာဝရဘုရားယနေ့ကျွန်ုပ်အကြံကိုထားမြောက်စေ၍အကျွန်ုပ်၏သခင်အာဗြဟံ၌ကျေးဇူးပြုတော်မူပါဟုအကျွန်ုပ်ဆုတောင်းပါ၏အကျွန်ုပ်သည်ဤရေတွင်နာမှရက်နေ၍ထိုမြို့သူသူတို့သမီးတို့သည်ရေခတ်ခြင်းငါလာကြသည်တွင်အကျဉ်သူတို့သမီးကိုအကျွန်ုပ်တောက်ခြင်းငါတင်ဤရေဘူးကိုချပါဟုဆိုသောတောက်ပါတင်ဤကလအုပ်တို့ကိုလည်းရေတိုက်ပါမည်ဟုပြန်ဆိုသောသူတို့သမီးသည်ကိုတော်ဤကျွန်ဤဆက်ဖို့ခန့်ထားတော်မူသောသူဖြစ်ပါစေသောထိုသို့အားဖြင့်အကျွန်ုပ်၏သခင်၌ကျေးဇူးပြုတော်မူကြောင်းကိုအကျွန်ုပ်သိရပါမည်ဟုလျှောက်ဆို၏ထိုသို့လျှောက်ဆို၍မပြည့်မီအာဗြဟံအကိုနာခေါမယာမိလခာတာဘေသွေလ၏သမီးရေဘက္ကာသည်ရေဘူးကိုထမ်းလျက်ထွက်လာသည်ကိုမြင်၏ထိုသူတို့သမီးသည်အလွန်အစင်းလာ၍ယောက်ျားနှင့်မဆက်ဆံသေးသောကညာဖြစ်၏ရေတွင်သို့ဆင်း၍ရေဘူးကိုရေနှင့်ဖြည့်ပြီးမှတက်လာ၏ကျွန်သည်လည်းထိုမိန်းမနှင့်တွေ့ခြင်းကပြေး၍တင်ဥရေဘူး၌ရေအနှဲငယ်ကိုတောက်ပရစေဟုဆိုလေတော့မိန်းမကတောက်ပါလောအရှင်ဟုဆိုသည်ဖြင့်မိမိလက်ပေါ်မှအလင်းမြန်ရေဘူးကိုချ၍ရေကိုပေးလေ၏ရေကိုပေးပြီးလျင်တင်ဤကလအုပ်တို့သည်လည်းဝါစွာတောက်เสียဖို့ရေခတ်ပါမည်ဟုဆိုသည့်အတိုင်းအလင်းအမြန်ဘူး၌ရှိသောရေကိုရေတိုက်ခွက်ထဲသို့လောင်းပြီးလျင်တဖန်ခတ်ခြင်းကရေတွင်သို့ပြေး၍ကလအုပ်အဖို့ရေခတ်လေ၏ယောက်ျားသည်ထိုမိန်းမကိုအံ့ဩ၍မိမိရောက်လာသောအမှုကိုထာဝရဘုရားပြုစုတော်မူသည်မမူသည်ကိုသိလို၍တိတ်ဆိတ်စွာနေလေ၏ကလအုပ်များကိုရေတောက်စေပြီးသောနောက်ယောက်ျားသည်အချိန်9မှုရှိသောရွှေနှဆွဲအကျက်30အချိန်ရှိသောရွှေလက်ကောက်တရံကိုထုတ်၍တင်သည်အဘယ်သူ၏သမီးဖြစ်သည်နည်းအကျွန်ုပ်ကိုပြောပါတင်၏အဘအိမ်၌အကျွန်ုပ်တို့တဲခိုစရာရရှိပါသလိုဟုမေးလေသောမိန်းမကအကျွန်ုပ်သည်နာခေါ်၏မယာဝိလခါဖွားမြင်သောဘေးသွေလာ၏သမီးဖြစ်သည်ဟု၍၎င်းအကျွန်ုပ်တို့၌မျက်ချောင်များစားဖွယ်တောက်ဖွယ်များနှင့်တဲခိုစရာအရက်လည်းရှိသည်ဟု၍၎င်းဆိုလေ၏ထိုအခါယောက်ျားသည်ဥညွတ်ချ၍ထာဝရဘုရားကိုကိုးကွယ်လျက်ဂ
ယူနာတစ္ဆာတော်ကိုအကျွန်ုပ်သခင်မှရုပ်သိမ်းတော်မမူသောအကျွန်ုပ်သခင်အဗျဟံဤဖျားသခင်ထာဝရဖျားသည်မင်္ဂလာရှိတော်မူစေတည်းလမ်းမှသွားလျက်ရှိသောအကျွန်ုပ်ကိုထာဝရဖျားသည်အကျွန်ုပ်သခင်ဤညီကိုတို့အိမ်သို့ပို့ဆောင်တော်မူပါသည်တကားဟုမြွတ်ဆို၏သူတို့သမီးသည်လည်းပြေး၍အမိအိမ်၌ဤအရာများကိုကြားပြောလေ၏ရေဘက္ကာ၌လာဗန်အမည်ရှိသောမောင်တစ်ယောက်ရှိ၏လာဗန်သည်ယောက်ျားရှိရာရေတွင်သို့ပြေး၏သူသည်နှစ်ဆွဲကို၎င်းနှမလက်၌လက်ကောက်ကို၎င်းမြင်၍ထိုယောက်ျားသည်အကျွန်ုပ်ကိုဤသို့ပြောသည်ဟုနှမရေဘက္ကာဆိုသည့်စကားကိုကြားသောအခါရေတွင်၌ကလုတ်အနားမှရက်နေသောယောက်ျားထံသို့ရောက်သောအခါထာဝရဘုရားကောင်းချီးပေးတော်မူသောသူအကျွန်ုပ်အိမ်သို့ဝင်ပါလော့အပြင်၌အဘဲကြောင့်ရက်နေသည်အိမ်ကို၎င်းကလအုံများနေရာရက်ကို၎င်းအကျွန်ုပ်ပြင်ပါပြီဟုဆိုသည်ဖြင့်ယောက်ျားကိုအိမ်သို့တွင်၍ကလအုပ်တို့တစားကိုချွတ်ပြီးမှသူတို့အားမျက်ချောင်းနှင့်စားစရာကိုပေး၏ယောက်ျားချေလိုက်သောသူတို့ခြေဆေးဖို့ရေကိုလည်းပေးလေ၏သူရှိမှစားစရာကိုထည့်သောအခါသူကအကျွန်ုပ်သည်ကိုယ်အမှုကိုမပြောမီမစားလိုပါဟုဆိုလျင်ပြောပါဟုဆို၏ယောက်ျားကလည်းအကျွန်ုပ်ကအဗျဟံဤကျွန်ဖြစ်ပါ၏ထာဝရဘုရားသည်အကျွန်ုပ်၏သခင်ကိုအလွန်ကောင်းချီးပေးတော်မူသဖြင့်သူသည်ကြီးမြတ်ခြင်းသို့ရောက်လေပြီတိုးစုနွားစုရွှေငွေကျွန်ယောက်ျားကျွန်မိန်းမကလအုံးနှင့်မြီးများတို့ကိုပေးတော်မူပြီးအကျွန်ုပ်သခင်၏မယားစာရာသည်သခင်အသက်အိုသောအခါသူ့အားသားကိုဖွားမြင်သဖြင့်ထိုသားအားဥစ္စာရှိသမျှကိုသခင်သည်အပ်ပေးပြီးအကျွန်ုပ်၏သခင်ကလည်းတင်သည်ငါနေသောခါနန်အမျိုးသမီးတို့တွင်ငါသားအဖို့မယားကိုမရွေပဲငါအဘ၏အိမ်ငါအမျိုးသားချင်းတို့ထံသို့တွား၍ငါသားဖို့မယားကိုယူရမည်ဟုအကျွန်ုပ်ကိုကျိန်ဆိုစေ၏အကျွန်ုပ်ကလည်းမိမသည်မလိုက်လိုလျင်အဘယ်သို့နည်းဟုဖျားသခင်ကိုမေးလေတော့သခင်ကအကျဉ်ထာဝရဘုရားသခင်ရှေ့တော်၌ငါသွားလာ၏ထိုဘုရားသခင်သည်မိမိကောင်းကင်တမန်ကိုတင်နှင့်အတူဆေလွှတ်၍တင်သွားသောအမှုကိုပြုစုတော်မူသဖြင့်ငါအမျိုးသားချင်းငါဘာ၏အိမ်ထဲကငါသားဖို့မယားကိုယူရမည်ငါအမျိုးသားချင်းတို့ထံသို့ရောက်သောအခါတင်သည်ငါပေးသောကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေထိုသူတို့သည်မိမကိုမပေးတော့လေတင်သည်ငါပေးသောကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေမည်ဟုပြော၏အကျွန်ုပ်သည်ယနေ့ရေတွင်သို့ရောက်ပြီးလျှင်အကျွန်ုပ်သခင်အဗျဟံဤဖျားသခင်ထာဝရဘုရားကျွန်ုပ်ရောက်လာသောအမှုကိုယခုပြုစုတော်မူလျင်အကျွန်ုပ်သည်ရေတွင်နားမှရက်နေ၍ရေခတ်ခြင်းငါလာသောအကျဉ်သမီးကညာကိုအကျွန်ုပ်တောက်ဖို့တင်ဤရေဘူး၌ရေအနေငယ်ကိုပေးပါဟုတောင်းတော့တောက်ပါတင်ဤကလအုပ်တို့အဖို့လည်းရေခတ်ပါမည်ဟုပြန်ဆိုသောသမီးကညာသည်ကိုတော်ကျွန်ဤသားဖို့ခန့်ထားတော်မူသောမိန်းမဖြစ်ပါစေသောဟုလျှောက်ဆို၏ထိုသို့စိတ်နှလုံး၌လျှောက်ဆို၍မပြီးမီရေဘက်ကသည်ရေဘူးကိုထမ်းလျက်ထွက်လာသဖြင့်ရေတွင်သို့ဆွင်း၍ရေခတ်သည်ကိုအကျွန်ုပ်မြင်လေရေတောက်ပြစေဟုသူ့ကိုတောင်းလေတော့သူသည်အလင်းမြန်ပခုံးပေါ်ကရေဘူးကိုချလျက်တောက်ပါလော့တင်ဤကလအုပ်တို့ကိုလည်းရေတိုက်ပါမည်ဟုဆိုသည့်အတိုင်းအကျွန်ုပ်တောက်ရပါ၏ကလအုပ်တို့ကိုလည်းရေတိုက်လေ၏ကျွန်ုပ်ကလည်းတင်သည်အဘယ်သူဤသမီးဖြစ်သည်ဟုမေးတော့သူကအကျွန်ုပ်သည်မိလခဖွားမြင်သောနာခေါ်တာဘေးသွေလာ၏သမီးဖြစ်သည်ဟုပြောဆို၏အကျွန်ုပ်သည်လည်းသူ၏မျက်နှာ၌နှဆွဲကို၎င်းသူ၏လက်၌လက်ကောက်တို့ကို၎င်းထည့်ပြီးလျင်ဥညွှတ်ချ၍အကျွန်ုပ်သခင်အကို၏မြေကိုတင်ဤသားဖို့ယူစေခြင်းကမှန်သောလမ်းဖြင့်ပို့ဆောင်တော်မူသောအကျွန်ုပ်သခင်အဗျဟံဤဖျားသခင်ထာဝရဘုရားကိုကောင်းကြီးပေး၍ကိုးကွယ်လေ၏ယခုတွင်တင်တို့သည်အကျွန်ုပ်သခင်၌တစ္ဆာနှင့်ကျေးဇူးပြုမည်မပြုမည်ကိုပြောပါအကျွန်ုပ်သည်လည်းလက်ရလန်းဖြစ်စေလက်ဝဲလန်းဖြစ်စေတလန်းလန်းသို့လိုက်သွားပါမည်ဟုပြောဆို၏
လာဗန်နှင့်ဘေသွေလတို့ကလည်းဤမှုသည်ထာဝရဘုရားစီရင်တော်မူသောအမှုဖြစ်၏အကျွန်ုပ်တို့သည်တင့်အားကောင်းမကောင်းကိုမပြောနိုင်ပါရေဘက်ကသည်တင့်ရှိ၌ရှိပါ၏ယူသွားပါလော့ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းတင်ဤသခင်တားဤမယားဖြစ်စေဟုပြန်ဆို၏ထိုစကားကိုကြားလျင်အာဗြဟံကျွန်သည်ဥညွတ်ချ၍ထာဝရဘုရားကိုကိုးကွယ်ပြီးမှငွေဖလားရွှေဖလားအဝိဒ္ဒစာများကိုထုတ်၍ရေဘက်ကအားပေး၏သူ၏အမိမောင်အားလည်းအဖိုးထိုက်သောလက်ဆောင်ကိုပေး၏သူနှင့်သူ၏အဖော်အပေါင်းတို့သည်စားတောက်၍ညကိုလွန်စေပြီးမှနနက်ရန်၌ထားလျက်အကျွန်ုပ်သည်တခင်ထံသို့ပြန်ပြစေဟုဆိုလေသောမောင်နှင့်အမိကမိမကလေးသည်အကျွန်ုပ်တို့ထံမှ10ရက်ခန့်လောက်နေပါစေအောင်နောက်မှသူ့ကိုသွားပါစေမည်ဟုဆိုကြ၏ထိုသူကလည်းအကျွန်ုပ်ကိုမစီတားပါနှင့်ထာဝရဘုရားသည်အကျွန်ုပ်ရောက်လာသောအမှုကိုပြုစုတော်မူပြီးအကျွန်ုပ်သည်တခင်ထံသို့သွားရသောအခွင့်ကိုပေးပါလော့ဟုဆိုလျှင်သူတို့ကမိန်းကလေးကိုခေါ်၍သူ့လူကိုမေးပါအောင်မည်ဟုဆိုသည်နှင့်ရေဘက်ကာကိုခေါ်၍တင်သည်ဤလူနှင့်အတူယခုလိုက်မည်လောဟုမေးသောအခါအကျွန်ုပ်လိုက်ပါမည်ဟုဆို၏တို့ဖြစ်၍မိမိနှမရေဘက်ကာနှင့်သူ၏အထိန်ကို၎င်းအာဗြဟံကျွန်နှင့်သူ၏လူတို့ကို၎င်းလွှတ်လိုက်ကြ၏ရေဘက်ကာကိုလည်းတင်သည်အကျွန်ုပ်တို့၏နှမဖြစ်၏အတောင်အသိန်းတို့၏အမိဖြစ်ပါစေသောတင်၏အမျိုးနွယ်သည်ရန်သူတို့၏တကားများကိုအစိုးရပါစေသောဟုကောင်းချီးပေးကြ၏ရေဘက်ကနှင့်သူ၏မိန်းမငယ်တို့သည်ထ၍ကလအုပ်ကိုစီလျက်ထိုယောက်ျားနှင့်အတူလိုက်ကြ၏ထိုသို့အာဗြဟံကျွန်သည်ရေဘက်ကာကိုဆောင်ယူသွားလေ၏ထိုအခါတောင်ပြည်အတွင်း၌နေသောဣဇက်သည်ဘေရလဟေယောလမ်းဖြင့်ရောက်လာသည်ဖြစ်၍ညီဦးအချိန်၌ဆင်ခြင်လိုသောငါတောအရက်သို့ထွက်သွား၍မျှော်ကြည့်လျင်ကလအုံများလာသည်ကိုမြင်လေ၏ရေဘက်ကာသည်လည်းမျှော်ကြည့်၍ဣဆက်ကိုမြင်သောအခါကလအုပ်အပေါ်မှဆင်းပြေးလျင်အကျွန်ုပ်တို့ကိုကြိုဆိုခြင်းကတော၌လာသောထိုသူကအဘယ်တနည်းဟုအကျွန်ကိုမေးလေသောကျွန်ကထိုသူသည်ကျွန်ုပ်သခင်ဖြစ်ပါ၏ဟုပြောဆိုသောစကားကိုကြားလျင်ရေဘက်ကသည်မျက်နှာဖုံးကိုယူ၍ဖုံးလေ၏ကျွန်သည်လည်းမိမိပြုလေသမျှတို့ကိုဣဇက်အားကြားပြောပြီးမှဣဇက်သည်မိမိအမိစာရာ၏တဲတဲ့သို့ရေဘက်ကာကိုဆောင်ယူ၍စုံဖက်လေ၏ရေဘက်ကာကိုချစ်နှင့်မြို့သဖြင့်အမိသေးသောအမှု၌တက်တာခြင်းသို့ရောက်လေ၏